get out general predicts လေးလောက်အောင်ပေါ့နော်အဲ့ဒါ weather and climate ရဲ့ပုံစံလေးအဲ့ဒီမှာဒါစောစောစာပိုင်းမှာသင်ခဲ့တဲ့ wind pattern လေးပေါ့နော် the diagram of မိကုန်းတေချာဖတ်ရင်လွယ်ပါတယ်နော် The diagram of global wind patterns on the left suggests that weather system between 30N and 60N generally move in which direction? Diagram of global wind patterns နော်အဲ့ဒါကမ္ဘာလေစီးကြောင်းပုံစံ on the left နော်ဘယ်ဘက်မှာရှိတဲ့ကမ္ဘာလေစီးကြောင်းပုံမှာတဲ့ suggest that နော်ဘာကိုပြောထားလဲ weather system between 30N and 60N နော် 30N နဲ့ 60N N ဆိုကြတဲ့ကသူက north ပဲနော်အဲ့မြောက်ဘက်မြောက်30နဲ့မြောက်60ကြားထဲမှာရှိတယ်နော် weather system ရာသီဥတုပုံစံက generally move in which direction ဘယ် direction နဲ့သွားလဲ 30N နဲ့ 60N နဲ့ 30N နဲ့ 60N နဲ့ကြားဆိုတော့ဒီဘက်ကနေဒီဘက်ရွှေ့သွားတာဒီဘက်ကနေဒီဘက်ရွှေ့တော့ပုံလေးကအောက်ဘက်က south ဘယ်ဘက်က west ဆိုတော့ south west အပေါ်ဘက်က north ညာဘက်က east နော်အဲ့တော့ north east အဲ့တော့ south west ကနေ north east ကိုသွားတယ်နော် south west ကနေ north east ကိုသွားတယ်ဒါပဲဒီဖြေမှန်ပဲရှိတယ်ကျန်တဲ့ဟာတွေမှားတာပေါ့နော်အဲ့တော့ပို့ပြီးတော့ကျွမ်းကျင်ဖြစ်စေရင်တော့လေဒီညာလေး pass နေပြီးတော့ north east ကနေ south west ကိုသွားတာဘယ်သူလဲအဲ့လိုလိုက်ရှာခြင်းကောင်းတယ်သိလားနော်အဲ့တော့ဒါဆိုရင်အရှေ့မြောက်ကနေပြီးတော့အနောက်တောင်ကိုရွှေ့တာအရှေ့မြောက်ကနေအနောက်တောင်ကိုရွှေ့တာမှာ polar easterly လေးစီကြောင်းเนาะအဲ့လားအရှေ့မြောက်ကနေအနောက်တောင်ကိုရွှေ့တယ်เนาะပြီးသွားရင် north west to south west เนาะအနောက်မြောက်ကနေအရှေ့တောင်ကိုသွားတယ်เนาะအနောက်မြောက်ဒါလေးပေါ့เนาะအပေါ်ဘက်ကမြောက်ဖက်ဘယ်ဘက်ကအနောက်ဖက်ဆိုအနောက်မြောက်ကနေအရှေ့တောင်ကိုသွားတယ် westerly เนาะအဲ့တော့ westerly နှစ်ခုဆိုခွဲအောင်လို့ပြောတော့ဆိုတာ south westerly ဒါက north westerly ပေါ့เนาะအဲ့လိုမျိုးပြောလို့ရတယ်เนาะအဲ့ဒါ south east ကနေ north west ကိုသွားတယ်เนาะအဲ့တော့အရှေ့တောင်ကနေအနောက်မြောက်ကိုသွားတယ်เนาะအရှေ့တောင်အနောက်မြောက်ကိုသွားတာရှိလားเนาะရှိဘူးเนาะအရှေ့တောင်ကနေအနောက်မြောက်ကိုသွားတာမရှိဘူးဒီလိုပုံစံဖြစ်ရဒီလိုပုံစံဖြစ်ရเนาะမရှိBased on the diagram, now the how do the prevailing winds in northern hemisphere compare to the prevailing winds in the southern hemisphere? How do the prevailing winds? In the northern hemisphere, no? Compare to the prevailing winds in the southern hemisphere. The wind in the northern hemisphere blow faster than those in the southern hemisphere. Now, Kabamia Changa, Lady Kabatanga, Lita Taita Bumian, and a Pongina blue team like where the wind in the northern hemisphere are a mirror image to those in the southern hemisphere. Northern southern Lisi Jauniha, mirror image. Nala, mirror image ဆိုတော့ဟိုဘက်ဒီဘက်တူနေတယ်ပေါ့နော်ထပ်တူချလိုက်ရင်တူတယ်ပေါ့နော်အဲ့ဒါမကြည့်လိုက်လေနော်ဟုတ်မဟုတ်ကိုဒီမှာကြည့်လိုက်လို့ရှိရင် northeast trade winds နော်ကဘယ်ကိုလာတော့ equator ကိုလာတယ် southeast ကလည်း trade wind ကလည်း equator ကိုပဲလာ westerly က easterly ဘက်ကိုသွားတယ်ဒီဘက်က westerly ကလည်းဒီဘက် easterly ဘက်သွားတယ် polar easterly ဘက်က 60m ဘက်ကိုလာတယ်ဒီဘက်က polar easterly က 60s ဘက်ကိုလာတယ်လေစီးကြောင်းရဲ့ direction ဟာဟိုဘက်ဒီဘက်အတူတူပဲအဲ့တော့ mirror image ဖြစ်တယ်ဆိုတာမှန်တယ် The winds in the northern hemisphere blow east and those in the southern hemisphere blow west Northern hemisphere မှာရှိတဲ့လေတွေကတဲ့เนาะအရှေ့ဘက်ကိုတိုက်ပြီးတော့တဲ့เนาะ southern hemisphere တောင်ဘက်ခြမ်းမှာရှိတဲ့လေတွေကအနောက်ဘက်ကိုတိုက်တယ်တဲ့เนาะအဲ့လိုမှပြောမရတာတချို့ကအရှေ့ဘက်တိုက်တချို့ကအနောက်ဘက်တိုက်နေတာပဲเนาะThe winds in the northern hemisphere blow west and those in the southern hemisphere blow east ဒါလည်းပဲမှားတာပေါ့အရက်မျက်နှာတစ်ခုတည်းကိုတိုက်နေမှာမဟုတ်တာเนาะလာပြီးတော့အရှေ့ဘက်တွေနောက်ဘက်တွေတိုက်တာလည်းမဟုတ်ဘူးเนาะ north east တို့ south west တို့အဲ့လိုအရှေ့တောင်တို့အနောက်တောင်တို့အဲ့လိုတိုက်တာเนาะဒါကြောင့်မို့လို့အဖြေမှန်ကနံပါတ် B ပေါ့เนาะတိုက်တဲ့လေစီးကြောင်းပုံစံတူလို့ဒါလေးက case scenario လေးပေါ့ case scenario ဆိုတာကသူကပုံစံလေးပါတယ်အဲ့ပုံစံလေးအရင်နားလည်အောင်ဖတ်ပြီးတော့မှအောက်ကထင်မှအဖြေရှာရတာHurricanes are violent storms with high winds and rain that form over the ocean. They cover an area of 300 to 600 miles across and move relatively slowly, between 5 and 15 miles per hour. Meteorologists can now predict their path with a great deal of accuracy. Hurricanes
နော် hurricane တွေကတဲ့ violent storm နော်အရင်ပြင်းထန်တဲ့မုန်တိုင်းကြီးတွေပါ with high winds and rain နော်လေလည်းပြင်းတယ်မိုးလည်းပြင်းတယ် that form over the ocean ဘယ်ပေါ်မှာဖြစ်တုံးဆိုတော့တကယ်တော့သမုဒ္ဒရာပေါ်မှာဖြစ်တာ they cover an area of 300 to 600 miles across and move relatively slowly they cover an area of နော်ဒါ300 to 600 miles across ဟိုဘက်ကတိုင်းကြလိုက်လို့ရှင်မိုင်300နဲ့မိုင်600လောက်ရှည်တဲ့မုန်တိုင်းကြီး and move relatively ဖြည်းဖြည်းပဲရွှေ့တယ် between 5 and 50 miles per hour တနာရီမှနော်သူမုန်တိုင်းရွှေ့တဲ့နှုန်းက9မိုင်ကနေ15မိုင်သူတို့ရွှေ့တဲ့နှုန်းနော်အထက်ကလေတိုက်နှုန်းကိုပြောတာမဟုတ်အထက်ကလေတိုက်နှုန်းကတော့တနာရီကီလိုမီတာ300 400အဲ့လိုပြင်းပြင်းထန်ထန်တိုက်တာသူတို့မုန်တိုင်းတစ်ခုလုံးရွေ့တဲ့နှုန်းကနှေးတယ်အဲ့တော့ meteorologist တွေကတဲ့နော် meteorologist မိုးဇလပညာရှင်တွေက can now predict their path နော်သူတို့ရဲ့လမ်းကြောင်းကို predict ခံမှန်းနိုင်ပါပြီ with a great deal of accuracy တိတိကျကျကိုသူတို့ဘယ်ကိုသွားနေပြီဘယ်နေ့ကျရင်ဘယ်ကိုရောက်မယ်ဆိုတာတိတိကျမှန်းနိုင်ပြီ which are the following technologies best accounts for accurate hurricane tracking which are the following technology အောက်ကနည်းပညာတွေကဘယ်အရာက best account for accurate hurricane tracking hurricane စောင့်ကြည့်ဖို့အတွက်အကောင်းဆုံးလေ number A နော် anemometers which measure wind speed နော် wind speed လေတိုက်နှုန်းကိုတိုင်းတာတဲ့ anemometer လေးကြောင့်လား thermometer which measure air temperature လေထုရဲ့အပူချိန်ကိုတိုင်းတဲ့ thermometer ကြောင့်လား a Beaufort wind scale Beaufort wind scale a method of estimating wind speed Beaufort wind scale ဆိုတာရှိသေးတယ်နော်သူလည်းပဲလေတိုက်နှုန်းကိုတိုင်းတာပဲနော် satellite which transmit cloud photos and weather data နော် satellite တွေပေါ့နော် satellite တွေဂျိုးတူတွေ which transmit cloud photos and weather data အဲ့တော့ cloud တိမ်တိုက်ရဲ့ပုံတွေနဲ့ weather data တွေကိုပြန်ပို့ပေးတယ် satellite တွေကြောင့်လားဘယ်ကောင်းကြောင်းမှန်မလဲပေါ့နော်အဲ့တော့ဆရာတို့ clue လေးကဘယ်မှာရှိတော့ဆိုတော့ဒါမှရှိတယ်နော်300နဲ့600မိုင်နော်ရှည်တဲ့ area မှာမုန်တိုင်းကြီးရွေ့တာကိုတိုင်းမှာအဲ့တော့ဒီကောင်ကြီးရွေ့မှာကိုဘယ်လိုကရိယာမျိုးနဲ့တိုင်းလို့ဆိုတော့စောစောပြောတယ်အာကာသတွေကလှမ်းကြည့်မှာဒီကောင်ကြီးဘယ်လိုရွေ့နေလဲဘယ်လိုသွားနေလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရမှာပေါ့နော်ဒီပစ္စည်းကရိယာလေးတွေတေးသေးလေးတွေနဲ့ဒီကောင်ကြီးဘယ်လိုရွေ့နေလဲလို့ဆရာတို့ခံမှန်းဖို့ကြတော့ခက်တာပေါ့အဲ့တော့တိတိကျကျတော့လည်း best လို့ပြောတယ်နော်အကောင်းဆုံးဒါတွေ satellite မရှိခင်တော့ဆရာတို့ဘယ်ရမယ်တိုင်းလို့ဆိုဒီဘောဟိုင်းနဲ့ပဲတိုင်းရတာပဲနော် anemometer တွေthermometer တော့မသုံးပါဘူး anemometer တို့ Beaufort wind scale တို့အဲ့ဒါတွေနဲ့သုံးရတာပဲသုံးရတာပေါ့နော်အဲ့ဒါဥမာလေတိုက်တဲ့ဟာကိုကြည့်ရတာပေါ့အယူွက်နေရပေါ့လေတိုက်တဲ့ဟာကိုနော်လေတိုက်နှုန်းကိုတိုင်းတာပေါ့လေတိုက်နှုန်းကစောစောတုန်းကလေတိုက်နှုန်းကထားပါတော့ကီလိုမီတာတနာရီကီလိုမီတာ50နှုန်းနဲ့အခုလည်းကြာလိုက်ကြအောင်တနာရီကီလိုမီတာ100လောက်ပြည့်လာတယ်ဆိုဒါဆိုလို့ရှိရင်ဘယ်လိုပြောမလို့ခလေးသွားမိတော့ဒီစောစောက50အခု100ဆိုမုန်တိုင်းကိုပဲလာနေတယ်လို့သိတာပေါ့ဒါပေမဲ့ဒါကအရင်နောက်ကျနေပြီလေမုန်တိုင်းကြီးလာနေတာကိုတကယ်ခံစားပြီးတော့မှတိုင်းရတာဆိုတော့ဒါအကောင်းဆုံးတိုင်းတာတဲ့ပုံစံမဟုတ်နော်လားအဲ့တော့သူက best account ဆိုလို့ရှိရင်တော့ဘာပဲဖြစ်မလို့ satellite ကကြည်တာအကောင်းဆုံးပေါ့နော်လား satellite မရှိတဲ့ကောင်တွေတော့ခံပေါ့နော်သူများပြောတာလေးနားထောင်ရတာပေါ့ကွယ် which of the following help even out the unbalanced heating of Earth as a whole which of the following နော်ဘယ်အောက်ပါချက်တွေကဘယ်အချက်က help နော်ကူညီတယ်လေ even out နော်ဒါလေးဒီစကားလုံးလေး even out ဆိုတာမျှသွားအောင်လို့ဘယ်စားပေးကြည့်ပေါ့ခြေပေးလိုက်တယ် the unbalanced heating of the Earth as a whole ကမ္ဘာကြီးတစ်ခုလုံးရဲ့မညီမျှတဲ့အပူရရှိမှုပုံစံကိုခြေပေးတာဘယ်အချက်လဲနော်မျှတတာဖြစ်သွားအောင်ဘယ်သူကခြေပေးရလဲ precipitation associated with France precipitation နော်မူသီးကြွေတယ်မိုးရွာတယ် associated with France လေတွေတိုက်လို့နော်ဟိုဘက်ဒီဘက်လေအေးနဲ့လေဘူးနဲ့ထိတ်တိုက်တွေ့ပြီးတော့မူသီးကြွေတာမိုးရွာတာကနေမှတဆင်ကဘာကြီးရဲ့မတူညီတဲ့အပူရရှိမှုပုံစံကိုခြေပေးလိုက်သလား local air masses နော်လားဒေတာပိုင်းဆိုင်ရာလေလူကြီးတွေကခြေပေးလိုက်သလား tornado တွေ blizzard တွေ floods တွေကခြေပေးလိုက်သလား global wind and ocean current patterns နော်လားကမ္ဘာလေစီးကြောင်းရေစီးကြောင်းတွေကခြေပေးလိုက်သလားဒါလည်းပဲဒီတိုင်းပဲဒါလေးတွေက local ဖြစ်ပျက်ကလေးတွေပေါ့နော်သူကအားသစေဟိုးလို့တောင်းထားတယ်နော်ကမ္ဘာကြီးတစ်ခုလုံးအနေနဲ့မမျှတာတဲ့အပူကိုဘယ်သူကမျှကြည့်ခြေပေးလိုက်တယ်လဲလို့ပြောတယ်အဲ့တော့ဒီမှာ precipitation associated with France ဆိုတာ locally ပဲဒီနေရာလေးမှာကွက်ပြီးတော့လေပူနဲ့လေနဲ့ထိတ်တိုက်တွေ့ပြီးတော့မိုးသီးကြွေတယ်မိုးရွာတယ်မျှတယ်ဒါပေမဲ့ဒီနေရာပဲကွက်ခလေးပဲကမ္ဘာကြီးတစ်ခုလုံးမဟုတ်ဘူး local MS လက်ကလည်းသိတာ local ပါတယ် tornado တွေ blizzard တွေ floods တွေဒီတိုင်းပဲ locally ပဲတကမ္ဘာလုံးဖြစ်တာမဟုတ်ဘူးတကမ္ဘာလုံးအတိုင်းအတာနဲ့နော် equator ဘက်ကပူတဲ့လေတွေကိုနော်ပူတဲ့အပူတွေကို
ဝင်ရိုးစွန်းဒေတာတွေဘက်ကိုရအောင်ရွှေ့ပြီးနေတာဘယ်သူကရွှေ့ပြီးလို့ဆိုတော့ global wind and ocean current pattern တွေကရွှေ့ပြီးနေတာပေါ့နော်ဒါအဖြစ်မှန်ကဒီအဲ့တော့ဒီမှာဇယားလေးအရင်ဆုံးကြည့်အောင်နော် layer of the atmosphere တဲ့နောက်ကမ္ဘာလေထုရဲ့အလွှာနော်ဆရာတို့ ਨੇ အနည်းဆုံးရှိတဲ့အလွှာနော် troposphere ဆိုတဲ့အလွှာအဲ့ဒါလေးကဘယ်လောက်ရှိတော့ဆိုတော့0 to 6 miles နော်အဲ့ဒါကမ္ဘာရဲ့အပေါ်နော်ဆရာတို့မြေကြီးကနေစတိုင်အပေါ်တက်သွားလို့ရှိရင်လေကားထောင်ပြီးတက်သွားရင်6မိုင်ရောက်တဲ့အထိရှိတဲ့အလွှာအဲ့ဒါကို troposphere အလွှာအဲ့ဒီမှာအပူချိန်လေးကပြန်ပြ59 degree Fahrenheit လောက်ရှိတယ်သူ့အပေါ်တက်ပြီးဆိုရင်ဘယ်ရောက်ပြီလို့ဆိုတော့ stratosphere ဆိုတဲ့အလွှာကိုရောက်ပြီအဲ့ဒါကတော့ဘယ်လောက်မှရှိတော့ဆိုတော့ကမ္ဘာအပေါ်6 ကီလိုမီတာကနေ6မိုင်ကနေပြီးတော့31မိုင်လောက်အကွာအဝေးမှာရှိတယ်ဆရာတို့ stone cloud တွေပေါ့နော်ကျူမီလို nimbus ဆိုပါတော့အဲ့လိုမိုးကြိုးတိမ်တိုက်တွေပါနေအကုန်လုံးအဲ့ stratosphere အလွှာမှာရှိတာပေါ့နော်အဲ့တော့6မိုင်ကနေ31မိုင်လောက်အလွှာကို stratosphere အလွှာလို့ခေါ်တယ်သူကအနှုတ်86 degree Fahrenheit ကနေ32 degree Fahrenheit ထိအမျိုးမျိုးရှိနိုင်တယ်နော်အဲ့တော့6 A တွေများနေတော့ပူချိန်တွေကျမှာပေါ့နော်1 A တွေများနေတော့ပူချိန်တွေတက်တယ်နောက်သူ့ပေါ်မှာဘာရှိလို့ဆိုတော့ mesosphere and ionosphere အလွှာရှိတယ်နော်အဲ့ဒါက31မိုင်မိုင်50အထိနော်သူမှလည်းဒီတိုင်းပဲဆရာတို့အရင်အေးတဲ့ဟာ stratosphere နဲ့အကတ်ဆုံးနေရာဆိုအရင်အေးလို့တဲ့အတွက်ကြောင့်နောက်အနှုတ် -212 degree Fahrenheit ထိကျနေနိုင်တယ်32 degree Fahrenheit လောက်ထိတက်နေတယ်နော်ဆိုဟိုမင်းတို့ Iron Man ရုပ်ရှင်ကြည့်ဝင်သိမယ်နော်လားအဲ့တော့ဟိုဟာကနော် Robert Downey ကဆရာတို့ Iron Man ဟိုရက်ကိုတက်သွားလိုက်တာလေနောက်အပေါ်တက်ပြီးသွားတော့ဟိုအပေါ်နားရောက်တဲ့အခါကျတော့ကမ္ဘာမြေကြီးတေးသေးလေးပဲကျန်တော့ရှင်နဲ့ရက်တော့သူကဘာဖြစ်သွားပြီလဲဆိုတော့အဲ့မှာဟိုဘာလဲ Iron Man စုမှာရေခဲတွေကတ်လာတာလေနော်အဲ့လိုမျိုးပေါ့အဲ့ဒါအပူချိန်ရနေသွားတယ်သူ့အပေါ်မှာတော့ဘာရှိတုံးဆိုတော့ကမ္ဘာအပြင်ဘက်ဆုံးလေထုအလွှာ thermosphere အလွှာရှိတယ်အဲ့အလွှာကတော့ဘယ်လောက်တောင်ကြီးတုံးဆိုရင်ဘယ်လောက်တောင်အပူချိန်ပြင်းလဲဆိုရင် up to thousands of degree နော်လား degree ထောင်ပေါင်းများဆိုတော့သူကအိုဇုံရဲ့အပေါ်ရောက်သွားပြီနော်လားအိုဇုံက strato နဲ့ meso နဲ့ကြားထင်တယ်နော်အဲ့မှာရှိတာအဲ့တော့သူကကြတော့နေရောင်ခြည်ကိုဘယ်သူမှကာမပြီးတော့ဘူးပေါ့နော်အဲ့တော့နေရောင်ခြည်ပြပြဝခံတန်ခံရတာပေါ့အဲ့ဒါကဘယ်လောက်တောင်ရှိတော့ဆိုတော့ thousands of degree ရှိပါတယ်နော်ဒါလေးရှင်းပြတာ For which of the following statements does the chart provide evidence နော်အောက်ပါအချက်လက်တွေကတဲ့နော်ထဲကဘယ်အချက်ကများဒီအကောင်ပေးထားတဲ့ထဲကအချက်ကိုကိုစားပြုတယ်လေ The higher you go in the atmosphere the colder it gets မင်းအပေါ်ကိုတက်လေအေးလာလေဆိုတာသိရမယ်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်မင်းတို့နော် troposphere ကနေ stratosphere တက်ရင်တော့ဟုတ်တာပေါ့နော်အဲ့ဒါသူကအေးသွားတော့ဒီကောင်နဲ့ဒီကောင်ဆိုလည်းမှန်တယ်လို့ပြောလို့ရသေးတာပဲဒါပေမဲ့ဒီကောင်နဲ့ဒီရောက်သွားပြီကြတော့အပူချိန်အရင်နဲ့တာကနေအပူချိန်အသကုံတွေများသွားတယ်အဲ့တော့အပေါ်ရောက်လေအေးလေဆိုတာတစ်ခုနှစ်ခုအတွက်ပဲမှန်တယ်အကုန်လုံးတွေမမှန်ဘူး The higher you go in the atmosphere the less oxygen there is to breathe မင်းအပေါ်တက်လေမင်းရှူဖို့အတွက်အောက်ဆီဂျင်နည်းလေပဲဒါမှန်တယ်နော်မှန်တယ်ဟုတ်တာပေါ့အပေါ်တက်ရင်အောက်ဆီဂျင်ရှူစရာမရှိဘူးလေနော်ပေါ်တက်လေအောက်ဆီဂျင်မရှိလေပဲအောက်ဆီဂျင်ကဆရာတို့ကဘာမြေနားမှာပဲရှိတယ်ဒါပေမဲ့သူကဘာနဲ့ဖန်ထားလို့ဆိုတော့ the chart provide evidence နော်လားဒီ chart က provide evidence နော်ဒီဇယားကတက်သိပေးထားတဲ့အချက်လို့သူကပါတယ်နော်အဲ့လိုဆိုတော့အောက်ဆီဂျင်နည်းတယ်များတယ်လို့ဇယားထဲမှာမပါဘူးနော်အဲ့လိုဆိုတော့ဆရာတို့ B လဲယူလို့မရဘူး The highest layer of the atmosphere is the stratosphere နော်ကမ္ဘာလေထုရဲ့ stratosphere ရဲ့ကမ္ဘာလေထုရဲ့အမြင့်ဆုံးအလွှာ stratosphere ဒါတော့ခလီမေကုန်းကြီးပါကွယ်နော်လားဒီမှာကြည့်လေ thermosphere ထိပ်ဆုံးရောက်နေတာနော်လားအဲ့တော့အမြင့်ဆုံးမှာရှိတယ်နော်တော့ highest layer ဆိုတာဒီမှာဒီကောင်ပေါ့နော်လားကမ္ဘာအပေါ်မိုင်50ကနေ435မိုင်ရှိတဲ့အလွှာကြီးပေါ့နော်အဲ့တော့အဲ့ဒါကြီးကနော်သူက stratosphere လို့ပြောတာမှားတာပေါ့နော် The highest temperatures in the atmosphere are in the thermosphere နော်လားအဲ့တော့ highest temperatures in the atmosphere လေထဲမှာရှိတဲ့အပူချိန်ထဲမှာအမြင့်ဆုံးပူချိန်က thermosphere အလွှာမှာရှိတယ်မှန်တာပေါ့နော်ဒီမှာ up to 1000 degree ရှိအောင်ဖြစ်နေတာဆိုတော့ဒီအလွှာမှာရှိတဲ့အပူချိန်ကအပူဆုံးနော်ဒီဟာလေးကလေမေးခွန်းလေးကဒါတကယ်တော့ရှင်းပြလိုက်ရင်ဆရာခလီမေးခွန်းလေးဒါပေမဲ့ဒီဥစ္စာမသိလို့ရှိရင်လေမဖြေတတ်ဘူးဒါကြောင့်မလို့ဒါလေးထည့်ထားတာသိလား In the chart draw a stick figure inhabited in the atmospheric layer in which most human activity takes place in the chart အဲ့ဒီဇယားထဲမှာမင်းတို့ဇယားပေးထားမှာအဲ့ဒီဇယားထဲမှာ draw a stick figure ဒုတ်ချောင်းပုံလေးဆွဲပါ
inhabitant in the atmospheric layer လေထုအလွှာ in which most human activity takes place လူသားတွေရဲ့เนาะလောက်ကင်ဆောင်ရွက်မှုအများဆုံးเนาะလောက်ကင်ဆောင်ရွက်မှုအများဆုံးဖြစ်ပေါ်တဲ့လေထုအလွှာနေရာမှာ stick figure ဒုတ်ချောင်းပုံလေးဆွဲပါတဲ့ stick figure ဒါလေးရွာဒီလိုပုံလေးဆွဲပါအဲ့တော့ဘာဖြစ်မှမသိဖြစ်တတ်တယ်เนาะအဲ့တော့တားတို့သမီးတို့ကြည့်လိုက်လေပုံထဲမှာဆိုလို့ရှိရင်ဆရာတို့ဘယ်မှာပဲအနေများတော့0 to 6မိုင်မှာပဲအနေများတာပေါ့ဆရာတို့ကောင်းကင်ပေါ်တက်တယ်ဆိုတာချက်ချက်ပါပါပဲအဲ့တော့ဆရာတို့ရဲ့ human activity ဖြစ်နိုင်ကြီးအလုပ်ဆုံးပေါ့နော်ဆရာတို့ human activity အများဆုံးနေရာဟာဘယ်နေရာဆိုတော့ troposphere လို့ခေါ်တဲ့ဒီအလွှာပေါ့အဲ့တော့အဲ့ဒီမှာဒုတ်ချောင်းပုံလေးဆွဲပေးပါဆိုတော့ဘယ်နေရာဆွဲနော်ဒီနေရာလေးဆွဲဘယ်နေရာလေးဆွဲအဲ့တော့နာမည်လေးပေးထားမှာဆွဲခိုင်းတာပေါ့နော်အဲ့လေးဆွဲလိုက်ရုံနဲ့အမှတ်ရဒါပေမဲ့ဒါကိုရုပ်တရက်ကြည့်လို့ရှိရင်ဘာဖြစ်ရမှမသိဘူးနော်ဒါကြောင့်မလို့တေချာချာဖတ်လို့ပြောတာ draw a stick figure ဆိုသူအောက်မှာလည်းအဲ့လို stick figure ပုံလေးပေးထားတယ်နော် stick figure ပုံလေးပေးထားပြီးတော့ဒီ figure ပုံလေးကိုဆရာတို့ဘေးနားလေးမှာသွားပြီးတော့ဆွဲခိုင်းတာနော်အဲ့တော့ကွန်ပျူတာနဲ့ဖြည့်ရတာဖြစ်တဲ့ကြောင့်ဆရာတို့ကကွန်ပျူတာနဲ့ဆွဲရတာပေါ့အဲ့တော့ तू ကနောက်ကြတော့အဲ့ဒီ online မှာဖြည့်ရမယ့်အခါမှာဆောင်းရှောင်းလေးတွေကိုဆရာတက်ဗီဒီယိုတစ်ခုလုပ်ပြီးတော့ပြောပြပါမယ်အခုကကြတော့လေအဲ့ဒီဟာကကြတော့တော်တော်များများလည်းပြောထားကြတော့ဆရာစာအုပ်ပဲအရင်များတင်ခြင်းလို့အဲ့ဒါလေးထည့်မထားတာပေါ့နော် तू ကအပေါ်မှာဆွဲလို့ရတဲ့ drop box လေးရှိတယ်အဲ့ဒီထဲမှာဘောပင်လေးတွေလည်းပါတယ်ပေါ့နော်အဲ့ဘောပင်လာခဲတယ်လားအဲ့လိုဟာလေးပါတယ်အဲ့ဒါလေးယူပြီးတော့ဒီမှာပုံလေးဆွဲပေးလိုက်အောင်ပဲနော် stick figure ကလည်းဒီလိုပုံလေးဆွဲပေးလိုက်ရတယ်ကဲအခုချိန်ဒီပြီးတဲ့အထိနားထောင်ပေးတာတောက်မျိုးတွေအကုန်လုံးကျေးဇူးတင်ပါတယ်အဲ့တော့ဆရာတို့မေးစရာမြင်စရာရှိရင်ဒါမှမဟုတ်လို့ရှိရင်ဆရာဒီ PowerPoint တွေကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီ slide ထဲမှာပါတယ်တော်ညွေကောင်း @gmail.com လေးကိုဆက်သွယ်လို့ရပါတယ်ဆရာလူတာတွေအကုန်လုံးမေးခွန်းမေးစရာရှိတာပဲဖြစ်ပေါ့နော် PowerPoint တောင်းနေတာပဲဖြစ်ဆရာအကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်အဲဒီကိုဆက်သွယ်လို့ရပါတယ်နောက်တစ်ခုကတော့ဟာပေါ့နော်ဒီ Art and Space Science ပြီးသွားလို့ရှိရင်အကုန်လုံးပေါ့နော် lesson တွေအကုန်လုံးကိုစုပြီးသွားတော့တစ်ခေါက်မေးခွန်းတွေအကုန်လုံးစုပြီးတော့တစ်ခေါက်လိုလေ့ကျင့်ခန်းလေးတစ်ခုလုပ်ပေးမယ်ပေါ့နော်အခုကတော့ lesson တစ်ခုသင်ပြီးတော့အဲ့ lesson ကိုမေးခွန်းလေး၄-၅ ပုတ်တစ်ခါထပ်ပြီးတော့ဖြေလိုက်တယ်ဆိုတော့လေစိတ်ထဲမှာအရင်လွယ်လိုက်တာလို့ထင်နေမှာဆိုတော့အကုန်လုံးရောသမားမွေလိုက်တဲ့အခါကျတော့တော်တော်လေးစဉ်းစားဒါကြောင့်မလို့အခု day by day တင်ပေးထားတယ်ဒီဟိုဟာလေးတွေကိုပေါ့နော်ဒီ lesson လေးတွေကိုပေါ့တေချာလေးဂရုဒီဇိုင်းနဲ့နားထောင်ပြီးတော့နားလဲအောင်လေးလာစီခြင်းပါတယ်အဲ့လိုလေးလာပြီးသွားလို့ရှိရင်လည်းရေးမှတ်တဲ့နာလေးပေါ့နော်အဲ့လိုလေးခြာရေးမှတ်ပြီးသွားတော့မှတေချာအချိန်ကွာရုံးနှောင်ပေါ့နော်အဲ့လိုမျိုးလေးလေးလာစီခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်နောက်ရောပြီးတော့လုပ်တဲ့အခါကျလို့ရှိရင်လည်းမရောတော့ဘူးနောက်လည်းဘယ်တော့မှမေ့သွားတော့ဘူးအဲ့ဒါကြောင့်မို့လို့အဲ့လိုလေးလုပ်စေခြင်းပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်